မင်္ဂလာပါအခုကဒီ forget me နောက်ပိုင်းလေးကိုထိုးပြပေးမယ်နော်အရင်ဆုံးအဖူးလေးကိုစပြီးတော့ထိုးပြပေးမယ်အဖူးထိုးဖို့အတွက်ကြတော့မယမ်းအောင်ချီလေးကိုသုံးတယ်မယမ်းနုနုလေးပဲနော်ချီစထုတ်မယ်ပြီးတော့တေးသေးလေးကော်မယ်ပြီးတော့ရစ်ပန်း15ခါထိုးပေးမယ်ပြီးတော့ဖြည်းဖြည်းချင်းလေးလှည့်ဆွဲမယ်ချီလေးတင်းတဲ့အထိဆွဲပြရမယ်နော်ချီတင်းသွားပြီဆိုလို့ရှိရင်လက်ကိုပိတ်စားကိုပို့လိုက်မယ်ပြီးတော့အဲ့ရစ်ပန်းလေးကိုပြန်ပြီးတော့ဖြီးပေးမယ်အလေးကနေဖြီးရမှာနော်အဲ့လိုဖြီးပြီးရင်ဒီတနေရာကနေချီထုတ်ပြီးတော့အဲ့ရစ်ပန်းပေါ်မှာပြန်ပြီးတော့ချီလေးတွေထပ်ပြီးတော့ဖြည့်ပေးရမယ်ထပ်ထိုးပေးရမယ်ချီထပ်အုပ်ရမှာပါနော်ဒီလိုအုပ်တာပဲချီနေထိအုပ်ရမှာလဲဆိုတော့အဖူးလေးရဲ့တက်လေမှာပြပြညင်ညာလေးဖြစ်သွားတဲ့အထိထိုးပြရမယ်နော်မညီသေးလို့ရှိရင်မညီတဲ့နေရာလေးတွေကိုလိုက်ပြီးတော့ဖြည့်မယ်အဲ့ဒီအဖူးထိုးတဲ့အခါမှာဒီမှာတော့အယောင်လေးဆက်ပြီးတော့ထိုးထားတယ်တချို့အလုံးလေးတွေကျတော့အယောင်ရင်းလေးတုံးတယ်တချို့ကျတော့အယောင်အနုလေးပဲတုံးထားတယ်ဒါဆိုလို့ရှိရင်အဖူးလေးပြီးပါပြီပြီးတော့အပွင့်လေးထိုးပေးမယ်သူ့အပွင့်မှာခါကျတော့ပုံဖန်5ခုရှိတာဖြစ်တဲ့အတွက်အတီလေး5ခုရင်ထိုးပေးမယ်အရင်ဆုံးကိုလိုတလောက်အဝိုင်းလေးဝိုင်းထားမယ်ဝိုင်းဟာအရင်ကြီးသေးရင်လည်းအဆင်မပြေဘူးထိုးရတာအရင်ကြီးရင်လည်းမလှဘူးအဲကြောင့်မို့အနေတော်လေးဝိုင်းထားမယ်ပြီးတော့အဲ့ဒီတက်လေမှာပွင့်ဖက်5ခုအတွက်အတီလေး5ခုထိုးပေးရမယ်အဲ့ဒီအတီလေး5ခုပြီးရင်နောက်ဘက်မှာခြီပေးရမယ်နော်ခြီပြီးမှဒီလိုလေးခြီစထုတ်မယ်ဒါပွင့်ဖက်တစ်ခုစထိုးတော့မှာပါဒီမှာ5ခုပါနော်အတီလေးတစ်ခုထဲကနေခြီထုတ်မယ်ပြီးတော့ပွင့်ဖက်အရွယ်စားလောက်ရှိတဲ့ခွင်းလေးတွေဖြစ်အောင်လက်နဲ့ထိန်းထားပေးရမယ်နှစ်ခါအက်ကိုထိုးပြီးတော့ခြီခွင်းလေးထဲကနေကော်ပေးရတယ်နော်သုံးခါထိုးတယ်ပြီးတော့ခွင်းလေးထဲကနေပြန်ဆွဲထုတ်တယ်စုစုပေါင်း9ခါထိုးရတယ်နော်ပြီးတော့2တိုင်စီစုပြီးတော့ခြီမယ်အရင်2တိုင်နဲ့နောက်ထပ်1တိုင်နဲ့တွဲခြီမယ်အရင်တွဲခြီထားတဲ့တိုင်နဲ့နောက်1တိုင်နဲ့ထပ်ပြီးတော့တွဲခြီမယ်ကျန်တဲ့တိုင်လေးတွေကိုလည်းအဲ့လိုပဲခြီပေးရမယ်နော်အဲ့မှာတုံးထားတဲ့ခြီကကျတော့ပန်းထိုးခြီကို3ပင်ဘူးတုံးထားတာပါဒါဆိုလို့ရှိရင်ဒါနောက်ဆုံးတိုင်လေးပြီးသွားပြီအဲ့လိုလေးပြီးသွားပြီဆိုလို့ရှိရင်ပွန့်ဖက်ကလေးရဲ့နောက်ကျောမှာတက်ကိုနည်းနည်းလေးထိုးပေးလိုက်မယ်အဲ့ဒါအရှိအထိမပေါက်ပါဘူးเนาะနောက်ကျောလေးတွေထိုးရပါပြီးတော့ပိတ်စားကိုအကိုပို့မယ်ဆွဲတဲ့အခါမှာတင်းနေအောင်ဆွဲလို့မရဘူးအဲ့ဒါလေးပဲပေါက်လေးဆွဲပေးရမယ်မဟုတ်လို့ရှိရင်ပွန့်ဖက်ကြီးကကျုံသွားမှာဒါလေးပဲထိမ့်ပြီးတော့ဆွဲမယ်နော်ပြီးရင်နောက်ဘက်မှာခြီပြရမယ်ပွန့်ဖက်တစ်ခုပြီးတိုင်းနောက်ဘက်မှာခြီရမယ်မဟုတ်လို့ရှိရင်နောက်ထပ်ပွန့်ဖက်တွေထိုးတဲ့အခါမှာပွန့်ဖက်ကကျုံလိုက်လာမှာပြီးရင်နောက်ထပ်ပွန့်ဖက်တစ်ခုဆက်ထိုးမယ်ဆက်ထုတ်ဖို့အတွက်အတီလေးရဲ့အခြေတစ်ခုမှာထပ်ခေါ်ပေးရမယ်ဒီပွန့်ဖက်ကလေးမှာလည်းတိုင်8တိုင်ထိုးမယ်နော် sorry 9တိုင်ထိုးမယ်နဲ့3
4 5 6 9 9တိုင်းပြီးလို့ရှိရင်နှစ်ခုစီတွဲပြီးတော့ခြုံမယ်ပထမနှစ်ခုအရင်ခြုံမယ်အတိုင်းလေးတွေကညီနေရမှာနော်တစ်ခုနဲ့တစ်ခုညီနေမှလာမှာပြီးတော့နောက်တစ်ခုနဲ့တွဲချီမယ်နောက်တစ်ခုနဲ့တွဲချီတဲ့အခါမှာအရင်စုချီပြီးသားထဲကတိုင်းတစ်တိုင်းနဲ့နောက်ထပ်တိုင်းတစ်တိုင်းနဲ့ချီရပါနော်ဒီနေ့အလုံးစုချီပြီးသွားရင်ရိုးစောလိုပဲနောက်ကမှချီတေးသေးလေးအရင်ထုတ်ပေးမယ်နည်းနည်းလေးအရင်ထိုးပေးမယ်ပြီးမှပိတ်စာကိုချီကိုပို့မယ်ဒါကြောင့်မို့အဲ့လိုလုပ်တာလေဘေးမှာတန်းပြီးတော့စိုက်လို့မရဘူးလားဆိုဘေးမှာတန်းစိုက်လို့ရတယ်ဘေးမှာတန်းစိုက်လို့ရှိရင်ချီလေးတွေပွားတက်လို့စောစောပြောသလိုပဲဖွင့်ဖက်တစ်ခုပြီးတိုင်းတစ်ခါချီပေးရမယ်နော်နောက်ကမှချုပ်ပေးရမယ်ဒါလေးကကျတော့နောက်ဆုံးဖွင့်ဖက်ကလေးပဲနော်ဒီပုံဖက်ကလေးကိုလည်းတစ်ချက်ပုံဖက်ကလေးလိုပဲထိုးပေးရမယ်ဒါဆိုရင်တော့ပုံဖက်ကလေးတွေပြီးသွားပါပြီအဲဒီပုံဖက်တွေပြီးသွားရင်ဝတ်ဆန်လေးတွေကိုအဝါရောင်လေးတွေအရင်ထည့်ပေးမယ်အဝါရောင်ကကြတော့အဲ့ဒီဝတ်ဆန်ရဲ့ဘေးပတ်လေးမှာအဝိုင်းလေးပြီးသွားအောင်အရင်ဆုံးစထိုးမယ်ဝတ်ဆန်ထိုးဖို့အတွက်အဝါရောင်နဲ့အညူရောင်နဲ့လိုရနော်သူကကြတော့ဝတ်ဆန်ကချီတေးသေးလေးကိုပဲသုံးပေးပါနော်အဝါရောင်လေးပြီးသွားရင်ကလေးမှာယောဂီရောင်လေးအညူရောင်လေးထည့်ပေးမယ်နှစ်ခါပဲရစ်တယ်နော်အဝါရောင်လေးတွေကိုလည်းနှစ်ခါပဲရစ်တယ်အညူရောင်လေးကိုလည်းနှစ်ခါပဲရစ်မယ်ဆိုလို့ရှိရင်တော့လက်မလေးပြီးသွားပါပြီ